ကလေးတို့ရေအားလုံးမင်္ဂလာပါတီရှယ်နဲ့အတူတူညဘီအခရာလေးကြောင်းတင်ကြကြမယ်နော်အခုတွေ့နေရတဲ့ဘီအခရာလေးကတော့ KG မြန်မာဘီအခရာညလို့ခေါ်တယ်အဲ့တော့တီရှယ်များပြထားတဲ့နေရာလေးကအဲ့ဒါအဲ့စကလုံးလေးကညလို့ခေါ်တယ်နော်အဲ့တော့တီရှယ်ကညကပြားလေးကိုတားတို့သမီးတို့ဆိုပြမယ်ကလေးတို့ကတီရှယ်လိုက်ပြီးတော့နားထောင်တာနော်ညလာပြေညဖိုးရွှေလာကဝင်းပပလာရောင်အောက်မှာပျော်ရွှင်လို့တို့ရီကစားကြစို့ကဲနောက်တစ်ခေါက်ညလာပြေညဖိုးရွှေလာကဝင်းပပလာရောင်အောက်မှာပျော်ရွှင်လို့တို့ရီကစားကြစို့သူ့ရဲ့နာမည်ကလေညသူ့အတန်ကလေညလို့ပဲထွက်တယ်နော်အဲ့တော့ဒီရှယ်ကညနဲ့ဆက်လုံးပေါင်းပြီးတော့ရေးတဲ့စကားလုံးလေးတွေကိုတားတို့သမီးတို့ပြောပြမယ်ကလေးတို့ကတခြားလိုက်ပြီးတော့ကြည့်ထားပေးပါနော်ပထမဆုံးအနေနဲ့အဲ့ဒါဘာလေးလဲဆိုတော့ညဝိအင်ကြီးညဝိအင်ကြီးတားတို့သမီးတို့တဏီကုံဆော့ထားတဲ့အင်ကြီးနဲ့ညခင်ဝိအိပ်ပဲဆိုရင်တော့မကောင်းဘူးလေအဲ့တော့ညခင်ဝိအိပ်တော့မယ်ဆိုရင်အင်ကြီးအစ်စ်လေးညဝိမဲ့အင်ကြီးအစ်စ်လေးဝိပြီးတော့အိတ်တာကျမကြီးအတွက်ပို့ပြီးတော့အထူးတင်တော်လို့ဒီချီကတော့အကြံပေးခြင်းနဲ့နော်ကဲနောက်တစ်ခုကတော့ညနေခင်းကိုဒီချီတို့ကညနဲ့ပဲဆက်လုံးပေါင်းပါတယ်ကဲနောက်တစ်ခုကတော့ညီအကိုဒါတို့မှာညီကိုမောင်နှမတွေရှိလားရှိလို့ရှိရင်ညီကိုမောင်နှမအချင်းပုံလေးထဲမှာဆိုရင်ဒီညီကိုလေးကကြောက်ကြောလေးပို့ပြီးရှင်းနေကြရယ်နော်ကဲအဲ့တော့ဒါတို့သမီးတို့လည်းညီကိုရှိရင်တက်ရှူနေမယ်ချစ်ခင်နေကြမယ်နော်နောက်တစ်ခုကတော့သိပါတယ်အမှလာရင်းနဲ့ကျဲလေးတွေနဲ့အဲ့ဒါဘာလဲဆိုရင်ညအရှင်ကိုပြထားတာနော်ညကဲနောက်တစ်ခုကတော့ညောင်ပင်ကနှစ်တည်ကြာကြီးနှစ်ရှည်ပင်လို့လည်းခေါ်တယ်သူကနှစ်တည်ကြာကြီးရှင်းတန်နိုင်တယ်နော်ကဲဆွမ်းနာဒီချီကညောင်ပင်လေးကိုပြလိုက်တာညောင်ရွက်လေးကိုတိကျမမြင်ရမှာကြောက်လို့ဒီနောက်တစ်ခုကရအောင်လေညောင်ရွက်လေးနော်တားလို့သမီးတို့မှတ်ထားပေးပါညနဲ့ဆက်လုံးပေါင်းတဲ့စကားလုံးလေးတွေကိုဒီချီကပြောပြပြီးသွားပြီဆိုတော့ဒီချီက white ပုံမှာတားလို့သမီးတို့ကိုညရင်းနှီးလေးကိုရေးပြမယ်ကလေးတို့ကတိကျလိုက်ပြီးတော့ဒီ channel တူလေးထဲမှာလိုက်ပြီးတော့ဆွဲကြည့်ပေးနော်တစ်ချက်နှစ်ချက်သုံးချက်ည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 နောက်သင်ခန်းစာတွေကိုဒီ channel တူတူသင်ချင်တယ်ဆိုရင်ဒီ share YouTube channel လေးကိုလည်း subscribe လုပ်ပေးထားပါအောင်နော်